ဒီနေ့မှာကျွန်တော်ကိုဖိုင်တီးတော့ဖြစ်ပါတယ်ကျွန်တော်ဂလိုဘယ်နေမှာမွေးမတည်သေးဘူးတီးခဲ့ပြီးတော့ကြည့်ပေးကြပါဒီနော်ကြည့်ရတယ်ဟာလေးတယ် brother ရော့ဖြစ်ရကျွန်တော်အရန်ကင်နေတာစကင်လေးနဲ့မကန်ရင်တော့ဟာတဲ့ bro ကောင်းလိုက်လိုင်းတင်လို့တဲ့သူ့ဖွင့်ညလိုင်းဖြစ်နေတာဆိုသူတွေဘာဖြစ်လို့ရော့ထိပါဟုတ်လားရှောင်းနေငါနဲ့ကွက်တီကျွန်တော်အဲ့လိုပဲကျွန်တော်ခုရနိုင်အောင်တောင်းချိုးဘယ်လိုမြင်နေတော့တောင်းချိုး9 kg ဆိုကျွန်တော်မြစ်လိုက်မလားဒီတဲ့မလားဒီပါလာကြည့်အောင်ငါပါပြောရပြန်ချက်bro I swear you've never seen magic like this the path of life are not stars but oh my god it's destined we don't need to go soft on the bad guys bad guy yo damn it ကလည်းပြောလို့မရဘူးဗျကျဲနေဗျနော်ပြောလို့လည်းသိရနားတဲ့အထက်ပါမယ်သူရဲ့အာရီရသူရှိကန်ဆိုတော့ဖလစ်ကဘယ်လိုလုပ်လဲတော့မေ့မှာမဟုတ်နော်တော့တကယ်မေ့မဟုတ်ပါဘာစားလဲငါရဲ့တခုမထီတခုထီအကွာဒီမိုင်းလိုက်ရှောင်းတာဒီခွေးလေးရခုနပွဲလဲချသေးတယ်အဲ့တော့သူရှောင်းရတယ်သေအဘက်ချပေးတယ်ဒီဘွားတော့ဆုံးဖြတ်တော့ဟုတ်တယ်ဒီဘွားတော့ဒါမဲ့ကျွန်တော်ကစောင်းပဲလေမစောင်းထူတာနဲ့ပြတော့သူ့မှာလည်းအရာရာနဲ့အကြောင်းကြောင့်ပေါ့နော်လက်ကလွဲအောင်ပြလိုက်လေရမယ်နော်ကိုအခုတော့ဝေးရရင်ဝေးချတော့နော်အာတိ
ဘလူနာမင်းနဲ့တော့မသိရဘူးပေါ့အိုးတော်သေးတော့ပေါ့လက်တဲ့ bro အချူရှူတိတ်တိတ်ပါမတဲ့တော့ခေါင်းသားမယ်လို့အကောင်လေးတော့တနာပါတော်သေးတယ်သူကမလို့ပြောဖုန်ပြချင်းတော့မနေတော့ကြားလိုက်လားလို့ရောထုရနော်ငါထုရနော်ကျွန်တော်အခုတိုင်းဝါယူရတယ်ငါဖမ်းမယ်တိုင်းကြိုင်းပွဲငါကြောက်လေး